Founder Trading ကိုလက်တွေ့လုပ်မယ်လို့စဉ်းစားလိုက်တာနဲ့အရင်ဦးဆုံးထိတွေ့ရတာက MetaTrader 5 application မှာဒီနေ့ကတော့ဒီ trading ကိုအခြေခံကနေစပြီးတော့လေ့လာခြင်းတဲ့သူတွေရောဒါမှမဟုတ်ဒီ trading မှာရှုံးနေများနေလို့ basic ကနေတေချာလေးပြန်ပြီးလေ့လာခြင်းတဲ့သူတွေအတွက်ကိုကျွန်တော်ဒီ MetaTrader 5 application သုံးနေကြောင်းရှင်းပြပေးပါမယ်။အရင်ဦးဆုံးကတော့ကျွန်တော်တို့ကဒီ Play Store ကနေပြီးတော့ MetaTrader 5 application ကို download ပါနော်။အဲ့တော့ဒီလိုပုံမှန်လေးပေါ့နော်။ဒီဟာလေးကိုကျွန်တော်တို့ download ပါတောင်းပြီးတော့ရင်တော့ဖွင့်လိုက်ပါနော်ဖွင့်လိုက်မယ်ဆိုလို့ရှိရင်တော့ဒါကျွန်တော်တို့ဒီလိုပုံမှန်လေးတွေ့ရပါလိမ့်မယ်အဲဆိုတော့ဒီကောင်ကို access ကိုနှိပ်အရင်ဆုံးလောကမှာက demo account ကိုအရင်ဆုံးဖွင့်ရမယ်ပေါ့နော်ဒီ trading စလုပ်တဲ့အချိန်မှာကိုယ်အနေနဲ့ကမကျွမ်းကျင်သေးဘူးဆိုလို့ရှိရင် real account လို့ခေါ်တဲ့ပတ်စံအစစ်တွေထည့်ပြီးတော့မ trading သေးဘူးသူ့မှာပါတဲ့ပတ်စံအတူပေါ့နော် demo account လို့ခေါ်တဲ့ account တွေကနေစပြီးတော့ trading ကိုစပြီးတော့လေ့ကျင့်ဖို့အတွက်လုပ်ရပါမယ်open ကောင်နှိပ်လိုက်ပြီးလို့ရှိရင်တော့ first name နဲ့ last name နေရာမှာကိုယ့်ဘာသာကိုကြိုက်တဲ့ဟာထည့်ပေါ့နော်ပြီးမွေးနေ့ကိုတော့အနည်းဆုံးကဟွာကနေစပြီးရွှေ့ရပါမယ်အသက် session နဲ့အထက်ဖြည့်ရမယ်ပေါ့နော် session နဲ့အထက်ဖြည့်အောင်ရွှေ့ပြီးလို့ရှိရင်ဖုန်းနံပါတ်ကတော့ကျွန်တော်တို့ကဒီ plan 95ပေါ့နော်959ပြီးလို့ရှိရင်ကိုထည့်ခြင်းနဲ့ခဏကိုလုံးထည့်လိုက်ပေါ့နော်အဲ့တော့ပြီးလို့ရှိရင်ကျွန်တော်တို့ကဒီ USD နေရာမှာတော့$3လောက်ပဲရွေးလိုက်ပါပြီးလို့ရှိရင် accept ကိုနှိပ်ပြီးရင် register ကိုနှိပ်လိုက်ပါတော့တခုလိုနေပါနော်အဲ့ဆိုတော့ email နေရာမှာတော့ကိုသုံးတဲ့ email ပေါ့နော်ဆိုတော့ထည့်လိုက်ပါပြီးလို့ရှိရင်တော့ကျွန်တော်တို့ကregister ကိုနှိပ်လိုက်ပါနော်ပြီးတော့ demo ကိုနှိပ်လိုက်ပါဒါဆိုရင်တော့ကျွန်တော်တို့ကဒီ trading မှာ center ဖို့တော့ပေါ့ demo account တစ်ခုရလာပါလိမ့်မယ်အဲဆိုတော့ account ရလာပြီဆိုလို့ရှိရင်ကျွန်တော်တို့အရင်ဆုံးမြင်တရားမှာအောက်မှာဆိုလို့ရှိရင်ကောက်ကဲ check ကဲပြီးဒီ history match တွေပြီးလို့ရှိရင်ဒီနားလေးမှာရှိရ trade history ဆိုပြီးတော့5ခုရှိရပါတော့အဲဆိုတော့အရင်ဆုံးကောက်ဆာမျက်နှာမှာတွေ့ရမှာကကျွန်တော်တို့ဒီ forex trading မှာအကြောင်းဝင်လုပ်လို့ရတဲ့ငွေကြေးပဲတွေပေါ့နော်EU USD ရှိမယ် GBP USD တို့ USD CAS တို့အများကြီးပဲရှိမယ်ပေါ့နော်အဲဆိုတော့ကိုထည့်ချင်တဲ့ပဲကဒီထဲမှာမရှိသေးဘူးလို့ရှိရင်ဒါကျွန်တော်တို့က platform လေးကိုနှိပ်လိုက်ပါအဲဆိုတော့ကျွန်တော်ထည့်ချင်တာကရွှေဆိုလို့ရှိရင်ကျွန်တော်တို့က HAU USD ပေါ့နော် HAU ရဲ့အဓိပ္ပာယ်ကတော့သူက6ပေါ့နော်6နဲ့ဒေါ်လာနဲ့ပါအဲဆိုတော့နှိပ်လိုက်တယ်လို့ရှိရင်တော့သူကဒီကိုရောက်လာပါလိမ့်မယ်ပေါ့နော်အဲဆိုတော့ဖြတ်ချင်တယ်လို့ရှိရင်လည်းဒီနားလေးမှာရှိတဲ့ခဲရန်လေးကိုနှိပ်ပြီးတော့ဒါကျွန်တော်ဖြတ်ချင်တဲ့ပဲတွေပုံလုံးကိုလုပ်လိုက်ပေါ့နော်ပြီးလို့ရှိရင်ကိုကဒီထည့်ခြင်းနဲ့ဘယ်လိုရှင် plus sign လေးကိုနှိပ်ဖြတ်ခြင်းနဲ့ဘယ်လိုရှင်เนาะဒီအမိုက်ပုံလေးကိုနှိပ်လဲပါကျွန်တော်တို့ကဒီငွေကြေးတွေရဲ့တန်ဖိုးတွေကိုဘယ်လိုမျိုးဖတ်ရမလဲဆိုလို့ရှိရင် EU USD ဆိုပြီးရရှိရထားပါတော့ဒါဆိုရင်တန်ဖိုးကြီးရဲ့ကောင်ဒီအမြဲတမ်းရှိပါနေရအရှိမှနေရဲ့ကောင်ရဲ့တန်ဖိုးဒီအမြဲတမ်းတင်းနေကြီးရဟုတ်ပြီเนาะကျွန်တော်တစ်ခေါက်ပြန်ပြီးပြောပါမယ်တန်ဖိုးကြီးရဲ့ကောင်ဒီအမြဲတမ်းရှိမှနေရအရှိမှနေရဲ့ကောင်ရဲ့တန်ဖိုးဒီအမြဲတမ်းတင်းနေကြီးရဒီမှာဆိုရင် EU USD EU နဲ့အမေရိကန်နိုင်ငံရဲ့ငွေကြေးမှာဆိုလို့ရှိရင် EU နိုင်ငံရဲ့ငွေကြေးကပိုပြီးတော့တန်ဖိုးကြီးရဖြစ်တဲ့အတွက် EU ကအရှိမနေရ USD ကနောက်မှနေရအဲဆိုတော့သူရဲ့တန်ဖိုးကိုဘယ်လိုမျိုးဖတ်ရမလဲဆိုတော့အရှိမနေရဲ့ကောင်ရဲ့တန်ဖိုးဒီအမြဲတင့်နေကြီးရဆိုလို့ရှိရင်1 euro ကိုဘယ်လောက်ဈေးပေါက်နေလဲဆိုတော့1 euro ကို 1.1370 USD ဆိုပြီးတော့ဒါကျွန်တော်တို့ကဖတ်ရပါတယ်ဒီမှာဆိုရင်တူက GBP USD ပေါ့နော်ပေါင်နဲ့အမေရိကန်ရဲ့ဒေါ်လာရဲ့တန်ဖိုးပေါ့နော်ဒါဆိုလို့ရှိရင် GBP ရဲ့တန်ဖိုးကကြီးရဖြစ်တဲ့အတွက်သူဒီရှေ့မှနေရဲ့ USD ရဲ့တန်ဖိုးကလဲရဖြစ်တဲ့အတွက်နောက်မှနေရဲ့ရှေ့မှနေရဲ့ဒီကောင်ရဲ့တန်ဖိုးဒီအမြဲတင်းနေကြီးရဖြစ်တဲ့အတွက်ကျွန်တော်တို့ကဒီကောင်ကိုဖတ်မယ်ပဲလို့ရှိရင်1 GBP တစ်ပေါင်ကို 1.32 USD ဆိုပြီးတော့ဒါကျွန်တော်တို့ကဖတ်ပါတယ်အဲ့ဆိုတော့ဒီမှာလာပြီးကြည့်မယ်ပဲလို့ရှိရင် USD နဲ့ JPY ပေါ့နော်အမေရိကန်နဲ့ဂျပန်ရဲ့ငွေကြေးတန်ဖိုးပဲလို့ရှိရင်တန်ဖိုးကြီးရဲ့ကောင်ရဲ့တန်ဖိုးကြီးရဲ့ကောင်ဒီရှိမှနေရဲ့ USD ရဲ့တန်ဖိုးကတန်ဖိုးကြီးရဖြစ်တဲ့အတွက်သူဒီရှိမှနေရဲ့ GB1 ကတန်ဖိုးလေးရဖြစ်တဲ့အတွက်နောက်မှနေရဲ့တန်ဖိုးကြီးရဲ့ကောင်ကရှိမှရှိရဲ့ကောင်ရဲ့တန်ဖိုးဒီတင်းနေကြီးရဲ့ဆိုတော့1 USD ကိုဘယ်လောက်ဈေးပေါက်လဲဆိုတော့163.77 GB1 Japanese yen လို့ဒါကျွန်တော်တို့ကဖတ်ရပါတယ်။အဲဆိုတော့ဒီမှာဘယ်လိုရှိရင် HAU USD ပေါ့နော် HAU ရဲ့တန်ဖိုးကကြီးရဖြစ်တဲ့အတွက်ရှိမှနေရဲ့
USD ရဲ့တန်ဖိုးကနေရဖြစ်တဲ့အတွက်နောက်မှနေအဲ့ဆိုတော့ 1HAU တအောင်စကိုဘယ်လောက်ဒေါ်လာရှိတယ်ဆိုတော့လက်ရှိဈေးတန်းအနေနဲ့ဆိုလို့ရှိရင်နော်$4046ဆိုပြီးတော့ဒါကျွန်တော်တို့ကဖတ်ရပါတယ်အဲ့ဆိုတော့ဒီကောင်ကကျတော့ဒါကျွန်တော်တို့ကကုတ်ဆန်မျက်နှာပေါ့နော်ကိုထိတ်ချင်တဲ့ဘေးတွေကဒီမှာမရှိဘူးလို့ရှိရင်လည်းဒါကျွန်တော်တို့က plus sign လေးကိုနှိပ်ပြီးလို့ရှိရင်ဖြတ်ချင်နေပြီလို့ရှိရင်လည်းဒီခဲရလေးကိုနှိပ်လိုက်ဒါဆိုရင်တော့ရပြီနောက်တစ်ခုကတော့သူက chat စာမျက်နှာပေါ့နော်ကျွန်တော်ရဲ့ဒီ chat စာမျက်နှာမှာတော့လက်ရှိရောက်နေတဲ့ကိုထွေးမယ်ပေးရပေါ့နော်လက်ရှိရောက်နေတဲ့ဈေးရနေကိုသူကဖော်ပြပေးပါတယ်ဒီမှာဘယ်လိုရှိရင်သူက EUSD လက်ရှိရောက်နေတဲ့ဈေးတန်းပေါ့နော်1.137 USD ဆိုပြီးတော့သူကပြနေပါတယ်ကျွန်တော်တို့ကဒီအချောင်းချောင်းတွေကိုတော့ candlestick တွေလို့ခေါ်ပါတယ် trading မှာကကျွန်တော်တို့ကဈေးနှုန်းတွေကိုကြည့်မယ်ဘယ်လိုရှိရင်เนาะ candlestick chart တွေနဲ့တုံးပြီးတော့ပဲကြည့်ကြပါတယ်ဘာကြောင့်လဲဆိုတော့ကျွန်တော်ရဲ့ဒီ candlestick တွေကသူ့မှာကကြည့်လိုက်တာနဲ့ပေါ့နော်လွယ်ကူရိုးရှင်းပြီးတော့ဒီမနေ့ကတော့ဘယ်လောက်ဈေးတန်းဖြစ်ခဲ့တယ်ဒီနေ့မှာတော့ဘယ်လောက်ဈေးတန်းဖြစ်နေတယ်ပြီးလို့ရှိရင်ပြီးခဲ့တဲ့တနင်္လာနေ့နဲ့ပြန်ပြီးရှင်းကြည့်မယ်ဆိုရင်ဈေးတက်နေရဲ့ဈေးကျနေရဲ့စတာတွေကိုလွယ်ကူသိလို့ရတဲ့အကြောင်းဖြစ်ပါတယ်အဲဆိုတော့ကျွန်တော်နည်းနည်းအကြမ်းမြင့်ပြန်ပြီးတော့ပြောရမယ်ဘယ်လိုရှိရင်ကျွန်တော်ရဲ့ဒီ candlestick တစ်ခုချင်းပြီးအဲ့မှာသူ့မှာကဈေးနှုန်း၄မျိုးရှိရဲ့အဖွင့်ဈေးရှိရဲ့အပိတ်ဈေးရှိရဲ့ဒီအမြင့်ဆုံးရောက်ခဲ့တဲ့ဈေးရှိမယ်အနေဆုံးရောက်ခဲ့တဲ့ဈေးရှိမယ်ဆိုပြီးတော့သူမှာက၄မျိုးရှိပါတယ်ကျွန်တော်ဒီမှာ T1 ကိုရွှေ့လိုက်မယ်ပေါ့နော် D1 ကိုရွှေ့လိုက်မယ်ဘယ်လိုရှိရင်ကျွန်တော်ရဲ့ဒီကန်တဲ့တစ်ဆောင်ကြီးပြည်တိုင်းဒီတရက်ကြာချင်းရှိပါတယ်အဲဆိုတော့အဖွင့်ဈေးနဲ့အပိတ်ဈေးကိုတော့ကန်ရဲ့ body နဲ့ပြပါတယ်ကျွန်တော်တို့ကဒီကောင်ကိုကန်နေလို့ခေါ်တယ်ပြီးဒီနာလေးမှာပြည့်နေတဲ့ကောင်လေးကိုတော့ body လို့ခေါ်တယ်ဒီအချောင်းလေးကိုတော့ share လို့ခေါ်ပါတယ်အဖွင့်ဈေးနဲ့အပိတ်ဈေးကိုဒါကျွန်တော်တို့က body နဲ့ပြတယ်အမြင့်ဆုံးရောက်ခဲ့တဲ့ဈေးဒီအနေဆုံးရောက်ခဲ့တဲ့ဈေးတွေကိုကန်ရဲ့ share လို့နဲ့ပြပါတယ်ဆိုတော့ကျွန်တော်တို့ကလက်ရှိရွှေဈေးက340နဲ့ဈေးစပြီးဖွင့်ခဲ့တယ်ဈေးပိတ်တဲ့ဟာဒီ45တီမနက်9:00 နာရီမှာ340နဲ့ဈေးစပြီးဖွင့်တယ်ဈေးပိတ်တဲ့အချိန်မှာ40နဲ့မှ5တီဒါပေမဲ့တနေ့တာအတွင်းမှာ340ကနေပြီး45တီအတွင်းမှာပဲရှိနေကြတာမဟုတ်ဘူး340ကနေပြီး50တီတက်တာလည်းဖြစ်ကောင်းဖြစ်မယ်3.5တိန်းလောက်ထိကျသွားတာလည်းဖြစ်ပဲမနက်ဈေးကွာစပြီးဖွင့်လိုက်တဲ့အချိန်ကနေစပြီးတနေ့ကုန်တွင်းမှာသူ့ရဲ့ဈေးတွေကတက်လိုက်ကြလိုက်နေဖြစ်နေမယ်အစီသူ့မှာကအဖွင့်ဈေးရှိမယ်အပိတ်ဈေးရှိမယ်ဒီနေ့တာတွေဘယ်လောက်ထိတက်ခဲ့ရဆိုရင်ဈေးတန်းရှိမယ်တနေ့တာတွေဘယ်လောက်ထိကျခဲ့ရဆိုရင်ဈေးတန်းရှိမယ်ဟုတ်ပြီနော်အဲဆိုတော့ဒီဈေးတန်းလေးမျိုးကိုကျွန်တော်တို့ရဲ့ candlestick မှာကအဖွင့်ဈေးနဲ့အပိတ်ဈေးကိုတော့ candle ရဲ့ body နဲ့ပြတယ်အမြင့်ဆုံးရောက်ခဲ့တဲ့ဈေးကို candle share နဲ့ပြတယ်အနိမ့်ဆုံးရောက်ခဲ့တဲ့ဈေးကိုတော့ candle ရဲ့ share နဲ့ပြတယ်ပေါ့နော်ဒီကောင်ဒီအမြင့်ဆုံးရောက်ခဲ့တဲ့ဈေးဒီကောင်ဒီအနေဆုံးရောက်ခဲ့တဲ့ဈေးဒါကတော့အကြမ်းမြင်ပြောတာပေါ့နော်ကိုယ်အနေနဲ့အသေးစိတ်ဆက်ပြီးလေ့လာခြင်းနဲ့ဆိုရင်တော့ကျွန်တော်နောက်ထပ်ဗီဒီယိုမှာကျွန်တော်ရှင်းပြပေးပါမယ်ဒါကတော့ကျွန်တော်တို့ trade seminar ပေါ့နော်ကျွန်တော်ရဲ့ဒီမှာ balance ရှိမယ် equity ရှိမယ် free market ရှိမယ် balance ကတော့ကျွန်တော်ရဲ့ account ထဲမှာထည့်ထားတဲ့ပတ်စံ equity ကကြတော့ကျွန်တော်ရဲ့ဒီ account ထဲမှာတကယ်ရှိရဲ့ပတ်စံ free market ကကြတော့ကျွန်တော်တို့ဒီလက်ရှိ trade လို့ရတဲ့ပမာဏပေါ့နော်ဒါလည်းကျွန်တော်အကြမ်းမြင်မဲ့ပြောတာပါကျွန်တော်နောက်ထပ်ဗီဒီယိုမှာဒီ trade စာမျက်နှာကိုအသေးစိတ်ပြန်ပြီးရှင်းပြပေးတော့မှာမဟုတ်လို့ပါပြီးလို့ရှိရင်တော့ဒီရဲ့ဒီ trade history ပေါ့နော် trade history ထဲမှာတော့ဒီကိုယ့်ရဲ့ account ထဲမှာရှိရဲ့ပတ်စံအနေကိုဘယ်နေ့မှာတော့ဘယ်လောက်ရှုံးခဲ့လဲဘယ်နေ့မှာတော့ဘယ်လောက်ရက်ခဲ့လဲစတာတွေကိုဒါကျွန်တော်တို့ကလေ့လာလို့ရပါလိမ့်မယ်ဒါဆိုလို့ရှိရင်တော့ဒီဗီဒီယိုမှာဒီကလေ့လာရမှာကကျွန်တော်ရဲ့ဒီကုတ်တီရဲ့တန်ဖိုးတွေကိုဖတ်တမ်းအောင်လုပ်ပြီးလို့ရှိရင်ဒီကိုထွေးချင်တဲ့ပေးတွေအကုန်လုံးကိုထည့်ရပဲဖြစ်ဖြစ်ဖြတ်တာပဲဖြစ်ဖြစ်ရောင်းအောင်လုပ်ကြည့်ပြီးလို့ရှိရင်ဒီ chat စာမျက်နှာမှာရှိရဲ့ဒီ candlestick တွေရဲ့ဖွင့်စည်းနေပေးစီဆိုတဲ့ဟာတွေကိုအကြမ်းမြင်ပြန်ပြီးတော့လေ့လာကြည့်ကျွန်တော်နောက်ထပ်ဗီဒီယိုမှာတော့ trading လုပ်တဲ့အခါတုံးလို့ရတဲ့ order type တွေအကြောင်းကိုကျွန်တော်တခွေရေးပြီးပြန်ပြီးရှင်းပြပေးပါမယ်ဆိုတော့ဟုတ်လားပါ